မိကွန်းတက်မြန်မာနိုင်ငံတွင်အချောဆုံးဟုလူပြောများသည့်မျိုးနွယ်စုကပါလဲအဖြေမှန်ကတော့ရှမ်းဖြစ်ပါတယ်မိကွန်းနှင့်မြန်မာနိုင်ငံ၏အရှိဆုံးမြစ်မှာမြည်သည့်မြစ်ဖြစ်သည်။အဖြေမှန်ကတော့အေယာဝတီမြစ်ဖြစ်ပါတယ်။မိကွန်း3မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်မှမြည်သည်ဖြစ်တယ်လေ။အဖြေမှန်ကတော့ခါကာဘိုရာစီတောင်ဖြစ်ပါတယ်။မိကွန်း4မြန်မာနိုင်ငံ၏အကြီးဆုံးမြို့မှာမြည်သည့်မြို့ဖြစ်သည်။အဖြေမှန်ကတော့ရန်ကုန်မြို့ဖြစ်ပါတယ်။မိကွန်း5မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုးစုစုပေါင်းများရှိတယ်လေ။အဖြေမှန်ကတော့135မျိုးဖြစ်ပါတယ်။မိကွန်း6မြန်မာနိုင်ငံတွင်တောင်မှမြောက်သို့ပြောင်းပြန်စီးဆင်းနေတဲ့မြစ်ကဘယ်မြစ်လဲ။အဖြေမှန်ကတော့တောင်ရင်မြစ်ဖြစ်ပါတယ်။မိကွန်းတက်မြန်မာနိုင်ငံတွင်အချောဆုံးဟုလူပြောများသည့်မျိုးနွယ်စုကပါလဲအဖြေမှန်ကတော့ရှမ်းဖြစ်ပါတယ်။မိကွန်း2မြန်မာနိုင်ငံ၏အရှိဆုံးမြစ်မှာမြည်သည့်မြစ်ဖြစ်သည်။အဖြေမှန်ကတော့အေယာဝတီမြစ်ဖြစ်ပါတယ်။မိကွန်း3မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်မှမြည်သည်ဖြစ်တယ်လေ။အဖြေမှန်ကတော့ခါကာဘိုရာစီတောင်ဖြစ်ပါတယ်။မိကွန်း4မြန်မာနိုင်ငံ၏အကြီးဆုံးမြို့မှာမြည်သည့်မြို့ဖြစ်သည်။အဖြေမှန်ကတော့ရန်ကုန်မြို့ဖြစ်ပါတယ်။မိကွန်း5မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုးစုစုပေါင်းများရှိတယ်လေ။အဖြေမှန်ကတော့135မျိုးဖြစ်ပါတယ်။မိကွန်း6မြန်မာနိုင်ငံတွင်တောင်မှမြောက်သို့ပြောင်းပြန်စီးဆင်းနေတဲ့မြစ်ကဘယ်မြစ်လဲ။အဖြေမှန်ကတော့တော